လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသေးတွေကိုဘာကြောင့်အခုထက်ထိပုံမပြတ်အောင်တင်စီထားနိုင်တာလဲကျိန်စာတွေရှိတယ်လို့လူပြောများတဲ့မမ်မီတွေနောက်ွယ်မှာတကယ်ပဲဘာတွေရှိနေမလဲဒီနေ့မှာတော့ကျွန်တော်တို့ဟာအီဂျစ်နိုင်ငံရဲ့တဲကန်တာရအောက်ကလှည့်ဝက်ချက်တွေမမ်မီပြုလုပ်နေအစင်စစ်နဲ့ကဘာတဝမ်းကထူးဆန်းတဲ့မမ်မီတွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါကဲအစင်သင်းဖြင့်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဆိုရင်မမ်မီတွေဆိုတာပါလေမမ်မီဆိုတာဟာတဘာဝကြောင့်ဖြစ်စီလူလုံနည်းပညာကြောင့်ဖြစ်စီအကြီးပြားနဲ့အသားမြင်တွေမပုတ်တိုးပဲကြံရစ်နေတဲ့ရုပ်အလောင်းကိုခေါ်ခြင်းဖြစ်ပါတယ် philosophy ရကြည့်မယ်ဆိုရင်အီဂျစ်လူမျိုးတွေဟာ life after death တည်ပြီးနောက်ဘဝကိုယုံကြည်ကြပါတယ်ဝိညာဉ်ဟာခန္ဓာကိုယ်စီပြန်လာဖို့အတွက်ရုပ်အလောင်းကပုံမဖြစ်ရှိနေဖို့လိုအပ်တယ်လို့သူတို့ကယူဆခဲ့ကြတာပါအားချက်ကြောင့်ပဲမမ်မီတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်1922ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာ Howard Carter ဆိုတဲ့ဗြိတိရှလူမျိုးတဦးဟာအီဂျစ်ဘီရင်များတောင်ကြား Valley of the Kings မှာလှေကားတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာအကျော်ကြားဆုံးဖြစ်လာမဲ့တူထန်ကာမန်ရဲ့ဂူဗိမာန်ပါပဲ။ဒါဟာသိပ္ပံပညာအရပထမဆုံးမမ်မီတွေကိုရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်လာခဲ့ပါတယ်။တကယ်တမ်းတော့မမ်မီပြုလုပ်ခြင်းဟာအီဂျစ်တစ်ခုထဲမှာပဲရှိတာမဟုတ်ပါဘူး။ဒါပေမဲ့အီဂျစ်တွေကတော့နီးပညာအမြင့်မားဆုံးဖြစ်ပြီးနှစ်ပေါင်း3000ကျော်ကြာအောင်ဒီဒလိကိုထိမ့်သိမ့်ခဲ့ကြတာပါမမ်မီပြုလုပ်ခြင်းမှာအဆင့်9ဆင့်ရှိပါတယ်နံပါတ်1တန့်စင်ခြင်းပထမဦးစွာရုပ်အလောင်းကိုနိုင်ပြီးရင်နဲ့အရင်ဆေးကြောပါတယ်နံပါတ်2 evisceration ကိုယ်တွင်းအင်္ဂါထုတ်ခြင်းဒီအဆင့်မှာလူသေးကောင်ရဲ့1 byte ဘယ်ဖက်ချမ်းကို obsidian လို့ခေါ်တဲ့မီးသင့်ကြောက်ထားနဲ့ခွဲပါတယ်ခန္ဓာကိုယ်ထဲကအသေးအဆုပ်အစာအိမ်နဲ့ဥတွေကိုထုတ်ယူပြီး canopic jars လို့ခေါ်တဲ့အိုးလေးတွေထဲထည့်သိမ်းပါတယ်။အုံနောက်ကိုတော့နှာခေါင်းပေါက်ကနေတန်ချိတ်နဲ့ဆွဲထုတ်ဖြစ်ပါတယ်။နှလုံးကိုတော့အသိဉာဏ်ရှိတဲ့နေရာလို့ယူဆတာကြောင့်ခန္ဓာကိုယ်ထဲမှာပဲခြံထားခဲ့ပါတယ်။အုံနောက်ကိုအသုံးမဝင်ဘူးလို့ယူဆလို့နှာခေါင်းကနေထုတ်ပစ်ကြပြီမြဲအချို့မမ်မီတွေမှာတော့အုံနောက်ကိုခန္ဓာကိုယ်ထဲမှာပဲထားခဲ့တာမျိုးလေးတွေ့ရတတ်ပါတယ်။နံပါတ်3 6တွေ့အောင်လှုပ်ခြင်းဒီအစ်စ်မှာတော့ခွဲစိတ်ပြီးသွားတဲ့လူသေးကောင်ကို neutron salt လို့ခေါ်တဲ့စားထဲမှာရက်40တီတီစိမ်ထားပါတယ်။ဒီစားဟာရိုးရိုးစားမဟုတ်ပဲဆိုဒီယမ်ကာဗိုနိတ်နဲ့ဆိုဒီယမ်ဘိုင်ကာဗိုနိတ်ရောနှောနေတဲ့သဘာဝဓာတ်စားပါ။ခန္ဓာကိုယ်ထဲကရေဓာတ်ကိုစုပ်ယူယုံတင်မကပဲအဆီဖတ်တီကိုပါပျော်ကျစေပြီးအသားအရည်ကိုဆွဲဆန်ပေးပါတယ်။နံပါတ်4 stuffing အတွင်းအစာသွင်းခြင်းစားထဲမှာရက်40ထားပြီးရင်တော့ခန္ဓာကိုယ်ကပိန်ချိသွားပါတယ်။ဒါကြောင့်ပုံကြအောင်လွှစာပိတ်စဟောင်းဒါမှမဟုတ်ရွှွန်စည်းနဲ့ပြန်ဖြီးရပါတယ်။နံပါတ်5 raising and anointing သစ်စေးလိမ့်ချန်ခြင်းနဲ့ပိုးတက်ခြင်းဒီအစ်စ်မှာတော့ခန္ဓာကိုယ်ကိုပိုးတက်ဖို့နဲ့အနံ့ဆိုးပြောက်ဖို့သစ်စေး raising နဲ့စီမွေးတွေကိုလိမ့်ကြပါတယ်။ဒါကြောင့်လေမမ်မီတွေကမိန်းနပ်ပြီးတောက်ပြောင်နေတာပါ။နံပါတ်6 linen wrapping ပိတ်စာစီးခြင်းပိုးတက်ပြီးသွားတဲ့အလောင်းကောင်ကြီးကိုပိတ်ချောစားတွေနဲ့တကိုယ်လုံးကိုစီးနှောင်လိုက်ပါတယ်။ဒီလိုစီးနှောင်ဖို့အတွက်နဲ့ပိတ်ချောစားကိုကိုက်ပေါင်းရာနဲ့ချီသုံးရပါတယ်။နေရာလက်မကျန်အောင်လက်ချောင်းတစ်ချောင်းချင်းစီကအစပိတ်ချောစားတွေနဲ့တီးတန့်ပတ်ရတာဖြစ်ပါတယ်။နံပါတ်9 the opening of the mouth ceremony နှုတ်ခွန်းဆက်တာပွဲအခမ်းအနားဒါကတော့အားလုံးထဲမှာအရေးကြီးဆုံးဘာသာရေးကိစ္စပါ။နတ်ဖျားမျက်နှာဖုံးဆွထားတဲ့ယေပူရောဟိတ်ကမမ်မီရဲ့ပါးစပ်ကိုထိတွေးပြီးနောက်ဘဝမှာပြန်ပြောနိုင်ပြန်စားနိုင်ပါစေဆိုပြီးတော့ဆုတောင်းပေးတာပါ။တခုရှိတာကဒီလိုမမ်မီလှုပ်ပုံလုပ်နည်းအဆင့်ဆင့်ဟာတည်ဆုံးတဲ့လူရဲ့အဆင့်တန်းပေါင်းမူတည်ပြီးတော့လေကိုယ်ပြကြပါသေးတယ်။အခုဖော်ပြခဲ့တဲ့အချက်9ချက်ဟာဖာရိုးဘုရင်တွေနဲ့တထေးသူကျွဲတွေတည်ဆုံးတဲ့အခါမှာအသုံးပြုကြတဲ့နည်းလမ်းဖြစ်ပါတယ်။လူလက်တန်းစားတွေတည်ဆုံးတဲ့အခါမှာတော့စီတာပင်ကထွက်တဲ့စီတာအော်ကို1 byte တဲ့ထိုးသွင်းပြီးအင်္ဂါတွေကိုအရေးပြောစီတဲ့နည်းလမ်းကိုသုံးပါတယ်။အဲ့ဒီတည်ဆုံးတဲ့အချိန်ဆိုရင်တော့စားရည်ထဲမှာစိမ်ပြီးအချောက်ခံရုံပဲလုပ်နိုင်ကြပါတယ်။ထူးခြားတာတစ်ခုကအီဂျစ်တွေကလူတင်မကပဲကြောင်သိန်းညံ့မိချောင်းတဲ့မြောက်တွေကိုပါမမ်မီလုပ်ပြီးနတ်ဖျားတွေထံပူဇော်လိရှိပါတယ်။ရှာဖွေတူးဖော်ခဲ့တဲ့အထင်းမှာအထူးဆန်းဆုံးမမ်မီ3မျိုးရှိပါတယ်။နံပါတ်1 the screaming mummy ဒီမမ်မီကတော့အီဂျစ်က Prince Pentaway လို့ယူဆရပါတယ်။သူ့အဖေကိုလှုပ်ကြံဖို့စ조사လို့တည်တံပြီးခံရပြီးနေစနစ်တကျမဟုတ်ပဲကြမ်းတမ်းစွာမမ်မီလှုပ်ခံရတာကြောင့်ပါးစပ်ကြီးပွင့်ပြီးကျုပ်စရာပုံစံဖြစ်နေတာပါ။နံပါတ်2 the bog bodiesမြောက်ယူရောပကရှော့ညွန့်အိုင်တွေထဲမှာတွေ့ရတဲ့မမ်မီရုပ်လောင်းတွေပါရှော့ညွန့်တွေကအဲ့စစ်တက်ကြောင့်အယိုးတွေကပြော့သွားပြီမဲ့အရည်ပြားနဲ့လက်ပွေရာတွေကတော့အခုထိထင်ထင်ရှားရှားရှိနေပါသေးတယ်နံပါတ်3 Sokushin Busu ဒါ
ဒါကတော့မိမိကိုယ်တိုင်မမ်မီဖြစ်အောင်ကြင့်ကြံတဲ့ဖုံးတော်ကြီးတွေဖြစ်ပါတယ်ဒီဖုံးကြီးတွေဟာတစ်တီးနဲ့အစိအဆန်တွေကိုပဲစားပြီးခန္ဓာကိုယ်ကအစီတွေကိုရှော့ချကတီဆုံးကနီးမှာအစိတ်ရှိတဲ့လက်ဖက်ရည်ကိုတောက်ပြီးပုတ်သုံးမှုတွေတားဆီးခဲ့ချတာဖြစ်ပါတယ်အရင်ခေတ်တုန်းကမမ်မီတွေကိုလေ့လာကြတဲ့နေရာမှာပိတ်စတွေကိုအစအဆုံးဖြီးပြီးတော့လေ့လာခဲ့ကြပေမယ့်အခုခေတ်မှာမမ်မီတွေကိုပိတ်စတွေဖြီးကြည့်စရာမလိုတော့ပါဘူး CT scan နဲ့ရိုက်ကြည့်ရင်သူတို့ဘာယောဂါနဲ့သိတာလဲနောက်ဆုံးဘာစားခဲ့လဲဆိုတာအထိသိနိုင်နေပါပြီအရင်ကတော့မမ်မီတွေကိုစီးဝါအဖြစ်ကြိတ်စားတာပါတီပွဲတွေမှာဖြော်ဖြီးအဖြစ်ပိတ်စဖြီးပြတာမျိုးတွေရှိခဲ့ပေမယ့်အခုတော့ဒါဟာလူသားတယောက်ရဲ့ရုပ်အလောင်းဖြစ်လို့လေးလေးစားစားထိမ့်သိမ်းရမယ်ဆိုတဲ့ဥပဒေတွေထွက်လာခဲ့ပါပြီဥပမာအနေနဲ့16ရာစုကနေ19ရာစုအထိမမ်မီရုပ်အလောင်းတွေကိုကြိတ်ပြီးမမ်မီဘရောင်းဆိုတဲ့စီးရောင်ကျဲပစ္စည်းအဖြစ်ပရီဆရာတွေကအသုံးပြုခဲ့ကြတယ်လို့အာရပ်ဒေသမှာလူတီကိုပြားရည်အပြည့်ထိထားတဲ့အိုးတွေမှာနှစ်ပေါင်း100ကြာအောင်စိန်ထားပြီးစီးဖို့ဆက်တဲ့ဒန္တာရီတွေလေးရှိခဲ့ပါတယ်တကယ်တမ်းမှာတော့မန်မီတွေဟာကျွန်တော်တို့ကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000ကလူသားတွေရဲ့နေထိုင်မှုပုံစံကိုပြောပြနေတဲ့ time capsule တွေဖြစ်ကြပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့မမ်မီတွေရဲ့သမိုင်းကြောင်းမှာဘယ်အချက်ကိုအံ့ဩဆုံးလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဒီလိုသမိုင်းဝင်အကြောင်းအရာတွေကိုကြိုက်နှစ်သက်ရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်